အားလုံးပဲမင်္ဂလာပါဒီပြောပြမယ့်အကြောင်းအရာလေးကတော့စပူရိုကလူကြိုက်များတဲ့ string ကအကြောင်းဖြစ်ပါတယ်ကဲစလိုက်ကြအောင် Don't call me mister. Call me doctor. အမှန်ဦးဆုံးကတော့ hate that to ဒီတူပါဆိုတဲ့စကူအကြောင်းပါ hate that hate နဲ့တော့တော်ပြင်တူမျိုးဖြစ်ပြီးတော့ပိုတင်သားတွေကိုလည်းစီလို့ရတယ်လို့ကိုယ်ကိုလည်းပြန်ပြီးလို့ရပါတယ်6ချိန်3ပြီးရမှာဖြစ်ပြီးတော့ကုန်ရင်ဘယ်လောက်ကြာလဲဆိုတော့ကျွန်တော်မသိပါဘူးအများစုကလည်းကုန်မတော့နိုင်ကြဘူးမလို့ပါကျွန်တော်လည်းကုန်အောင်3မိနစ်နဲ့6စက္ကန့်လောက်ကြာတော့ပြန်ပြေးသွားတာမလို့ကဲနောက်တစ်ခုကတော့ smoke screen ဆိုတဲ့ skill effect ပါဒီဘက်တုံးတွေကိုလမ်းနဲ့လျှောက်ပြလို့လိုက်မှဖြစ်ပြီးတော့တွားတဲ့လမ်းနဲ့လျှောက်မှာ smoke တွေခင်းသွားမှာပါကိုတင်သားစီးရဲ့နေရာမှာတော့ဝင်ပါတယ်ကူလောင်းက45စက္ကန့်ပါနောက်တစ်ခုကတော့heat test smoke screener ပါနီးပညာသော smoke မျိုးစားဖြစ်ပြီးတော့အတင်းဖော်စီးရဲ့နေရာမှာတော်တော်တော့ဝင်ပါတယ် skill ဖြစ်ပါတယ်တင်အတွက်အထောက်အကူပြုချင်နေဆိုရင်တော့မပစ်တဲ့သေးဆိုရင်တော့ like he ပြီးကယ်လို့ရတဲ့ road တစ်ခုဖြစ်ပါတယ်ဒီနေ့ပြပေးခဲ့တာကတော့ support row က string ရဲ့ skill အကြောင်းပဲဖြစ်ပါတယ်နောက်ဗီဒီယိုမှာ support row က toxic skill effect အကြောင်းရှင်းပြပေးပါမယ်နောက်ဗီဒီယိုမှာပြန်တွေ့ကြမယ်ဗျာ see you ပါ